အမေဘက်ကရှောင်း global 32နဲ့ global 19ဘိန်းနဲ့တွေ့ခဲ့တဲ့ပွဲလေးပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါသားတွေကျွန်တော်တို့အဆေးပဲဖြစ်ပါတယ်အနည်းစောရတာနည်းနည်းလေးများသွားလို့ hyper လေးပြောင်းဆုံးမိပါတယ် immortal ရှာပြီးလိုက်နေတော်တော်လေးယုံမိနေတယ်hyper ရဲ့ထုံးစံတဲ့ပတ်စားပြီး level ရသွားတယ် maximum link ကမ်းမှုပဲရှိ maximum အနေဘက်ကနှစ်တန်းမထွက်တာနဲ့ကိုရစောင့်နေတော့အနေဘက်ကဘိန်းနဲ့ချောင်းနဲ့ရောက်ချက်လာတယ် maximum option for ပြီး skill နဲ့တက်ပြီးတော့ပြန်တတဲ့ဘက်ကိုပတဲ့ရင်သွားလိုက်တယ်တတဲ့သူတို့ဘက်ကိုခေါ်ပြီးကေးနေတော့ကိုရသွားလူတယ်အမှန်စတန်းနေမိပြီးတော့ hero gate ပြန်ပေးလိုက်ရတယ်တတဲ့ရောက်ပေးလိုက်ရတယ်ပြန်ပေါ်လာတော့အောင်လင်းကိုမတ်စမန်အနေဘက်ကမတ်စမန်ကိုရှိกว่าကျင်တာနဲ့ကိုရစကေတုတက်လက်တနာကိုကတ်ပြီး edimate သုံးလိုက်တာသူက edimate နဲ့ပြန်ပတ်သွားတာနဲ့ကိုရ edimate သုံးတော့သူပြန်သေးသွားတယ်ဘိန်းလဲ edimate သုံးတာနဲ့မစေးတယ်မမီတော့ဘက်က phobia ကကိုရဘန်နာကို tower daddy လိုက်မဲ့တာဘန်နတာစကေ edimate သုံးပြီး1 2 3လဲ tower damage နဲ့တေသွားတယ်အမှဘန်နတာစပယ်မရှိတဲ့အတွက်ကြောင့်ရှောင်းကန်တာနဲ့ဘန်နတာဟိုဘက်ထဲပြန်ထွက်ဘိန်းနဲ့ရောက်ချလာနဲ့ဘန်နတာကိုဘန်နန်ဟီတိုဂိတ်ပြန်ပြီးတယ်နောက်ကခါကူလာဘန်နန်ကိုကောက်သွားပါတယ်အနေဘက်ကအကုန်လုံးကပေါ်လင်းမှာဆိုတော့ကိုရ second တက်တယ်ကင်းတော့အနေဘက်ကနှစ်တန်းလာလူကျင်တာနဲ့နှစ်တန်းအောင်မဲ့ KB second တက်တယ်ကြည့်လိုက်ပါတယ်ဘက်ကမတ်စမအနေဘက်ကရှောင်းဖလီကာနဲ့ဝင်ကန်ပြီးသူကတော့ record တန်းထောက်နှစ်တန်းအမှတွေဝင်ပြစ်နေတော့ဘန်းကျက်လန်ခံတာနဲ့မတ်စမတော့အမှတွေချောရတယ်ကိုရအနာတော့အဲ့ဒီမိတ်ကမရှိရတဲ့ဟီရိုဂိတ်ပဲရပါတယ်အဲ့လေလင်းရှင်းပြီးအောင်လင်းစင်းမယ်ဆိုတော့ကိုရသိနေတော့ပတ်ဆိုင်နဲ့စောင့်နေနှစ်တန်းအောင်လင်းစင်းမယ်ဆိုတော့ကိုရမြင်သွားတော့ကိုရစကေးတူးနဲ့တက်အကောင်အဲ့ဒီမိတ်နဲ့3တော့ပြန်ပြေးရတယ်မလွတ်တာနဲ့ကိုရအဲ့ဒီမိတ်3ပြီးလိုက်တက်တာဟီရိုဂိတ်ရပါတယ်နမီယာ EAB လင်းတာကန်နာပေါ်လိမ့်မှာပတဲ့ဖြစ်နေတော့ဘန်နတာကတော့အဲ့ဒီတော့နာဖိုးပြက်ကတော့တာဝါဒမီနဲ့ပြန်သေးပါတယ်အဲ့ချောင်းနဲ့ထွက်ပြေးနေတော့ကိုရဲ့အဲ့ဒီမိတ်နဲ့ဝင်ကတ်တာဘိန်းကတော့တွေးတောက်ပြီးပြန်ပြီးတော့ချောင်းနာထွက်ပြေးတော့ချောင်းနဲ့ဘိန်းနဲ့ပါဟီရိုဂိတ်နှစ်ကောင်လုံးကိုရတယ်ပြီးတော့တက်တယ်ပါကေးလိုက်တယ်နောက်ကောင်နှစ်ကောင်သေးသွားဆိုတော့တန်းအောင်လေးချင်းမဲ့ဆိုတော့တီတော့ကိုရဲ့ဘန်နတာနဲ့ငါနဲ့စောင့်နေတော့နှစ်တန်းရောက်ချက်လာအမှဘန်နတာအဲ့ဒီမိတ်3ကိုရဲ့အဲ့ဒီမိတ်3နာနှစ်တန်းမလွတ်တော့သေးရောကိုရမှာပြေးပေါက်မှာပြီးတော့အနီမီ3កောင်ကြားတဲ့ဝင်သွားတယ်ကိုရှော့တော့ဂိတ်ပြန်ခဲ့တယ်။ကြောင်ကကြတော့ဘန်နန်နဲ့ရှန်ကန်နဲ့ပေါင်းပြီးတက်တာအနောက်ကမတ်စမန်တမ်းမိလည်းပါသေးတာပေါ့။အောက်ထွက်ကန်ဒီကိုဘန်နန်နဲ့ပန်တတာနဲ့ဘေးအောင်ပေါင်းပြီးတက်တော့တော့ကိုကြီးအမှ AC ကေးလိုက်ရတယ်။အဲဒီကေးတာတော့မတ်စမန်အဲ့ဒီရောရှန်ကန်အဲ့ဒီရောကိုကြီးအဲ့ဒီရော3ကေးတာတော်တော်လေးမြန်သွားပါတယ်။အောင်လေးကလာမှဆိုတော့ဖိုးပြက်ကိုတွေ့တာနဲ့ဖိုးပြက်နာတော့ကအမှရှောင်းလဲကိုကြီးစတန်တော့ကိုကြီးအဲ့ဒီမိတ်3နာစတန်ပြေသွားတယ်။ပန်တတာအမှ final blow ခင်းပြီးတော့ကြာရုပ်ခဲပြလိုက်တာနှစ်ကောင်သားစတန်နေပြီးတော့ဖိုးပြက်ကိုဟီရိုကေရတယ်။ရှောင်းအမှဖီလီကာနဲ့ဘန်နတာကန်လိုက်တာခါကူလာကိုရဲ့အဲ့ဒီမိတ်3နာနဲ့ဘန်နတာတော့မသေးပါဘူးသွေးနဲ့တွေ့တော့ကိုရဲ့စကေးတူနဲ့တက်အကောင်အဲ့ဒီမိတ်3လဲမလွတ်တော့ကိုရဲ့အဲ့ဒီမိတ်နဲ့လိုက်တက်အမှရှောင်းကန်တာနဲ့ကိုရှော့တောင်းဂိမ်းပြန်ပေးလိုက်ရတယ်အဲ့ဘိန်းနဲ့ low position နားမှာလာယူတော့ KO တွေ့သွားတာနဲ့ကိုရဲ့အမှနေစကေးတူနဲ့ဝင်တက်ပြီးတော့အဲ့ဒီမိတ်3ပြီးတော့နှစ်ကောင်တော့အဲ့ဒီမိတ်နဲ့ဝင်တက်တော့ချန်ငယ်ဟီရိုဂိတ်ရချောင်းကကြောက်တော့ချန်ငယ်ပဲဟီရိုဂိတ်ထက်ရောက်သွားတယ်အဲ့လေလေးမှာဘန်နန်တော့သေးသွားတယ်အဲ့နဲ့မေးနဲ့မတ်စမန်နဲ့ lock in နေတော့ပေါ်လိမ့်မှာနှစ်တန်းတာဝခိုးနာဘန်နတာထိမီတာနေတော့ lock ရတော့နှစ်တန်းတန်းပတ်သွားတယ်သူရကောထောင်းနေကိုရသိတော့သူရကောအဲ့ဒီမိတ်နဲ့သွားဖြက်တန်းအရောက်ခံဒီကိုအဲ့ဒီမိတ်ကြောင့်သူကရကောပြတ်သွားတယ်နဲ့ဟီတိုဂိတ်ပြန်ပေးလိုက်ရတယ်အောက်လေးမှာမတ်စမန်အိုင်နဲ့တာဝရှုံးမအဲ့ဒီသုံးပြီးတော့ပြစ်နေတော့ရှောင်းရောက်ချက်လာပြီးအဲ့ကန်တာမတ်စမန်ဖလီကာဒီပတ်တဲ့ပြောနေမတ်စမန်မသိပါဘူးဒါပေမဲ့ပြန်ပြတ်တာဖိုးပြက်ကတေကန်နီးလေးကိုရရဲ့အနောက်မှာဗတဲ့ရောက်ချက်လာဖိုးပြက်ကတော့ဟီတိုဂိတ်ကပြီးတော့ရှောင်းမှာတိုက်ပြီးထက်ကောက်တယ်ရှောင်းအမှမလွတ်တယ်မသိတော့တိုင်းမဲ့ရန်လိုက်သေးတယ်ကူလာသွင်းနေတဲ့တွေ့တော့ကိုရဝင်တက်တာနဲ့ခါကူလာစပယ်ပြနဲ့ဘိန်းအက်ဒီကိုလည်းကိုရှောင်းလိုက်တယ်လို့ရတယ်စကေး1 3မှဖလီကာ3တော့မစမအဝေးရောက်မှကန်လိုက်ရတယ်ဒါပေမဲ့ဘန်နတာအက်ဒီမိတ်3နာနဲ့ရှောင်းလည်းမသိပါဘူးဘန်နတာလည်းမသိပါဘူးမစမဖိုးပြက်ကိုထိုင်တွေ့တယ်မစမနဲ့ရှော့ကန်နေလေမစမမသိဘူးဖိုးပြက်ပြန်သိသွားတယ်လော့ဂိတ်နေတော့ဘန်နနဲ့ဘန်နတာနဲ့အနီဘက်ကမစမအောင်မှဟီရိုဂိတ်ကောက်လိုက်တယ်နောက်ပြီးတော့သူတို့ပဲပြန်ပတ်တယ်တရက်တပ်ဖို့ဝင်ရှာဝါအမှစတန်နေကြကိုဟီရိုဂိတ်ပြန်ပေးလိုက်ရတယ်ခွဲရကောဝင်တာနဲ့မစမနဲ့မိနဲ့တာဝန်လေးပဲဝင်ရှိုးလိုက်တယ်အစုံနေကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်